ဟင်းဝင်ရည်နဲ့ဆိုဗီယက်တစ်စင်ရဲ့မင်္ဂလာပွဲကိုဖိတ်ကြားခြင်းမခံရတဲ့နုပညာရှင်လေးယောက်ဒီပြိုထဲမှာတော့ဟင်းဝင်ရည်နဲ့ဆိုဗီယက်တစ်စင်တို့ရဲ့မင်္ဂလာပွဲကိုအကြောင်းမျိုးကြောင့်ဖိတ်ကြားခြင်းမခံရမတက်ရောက်လာတဲ့နုပညာရှင်လေးယောက်ကိုပြောပြပေးသွားမှာပါအားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံရဲ့ထိပ်တန်းနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ဆိုဗီယက်တစ်စင်နဲ့ဟင်းဝင်ရည်တို့ရဲ့မင်္ဂလာဆောင်ကိုတော့ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှပြုလုပ်ခဲ့ပါတယ်အနုပညာလောကမှာနာမည်ကြီးနုပညာရှင်မင်းသားနဲ့မင်းသမီးနှစ်ယောက်ရဲ့မင်္ဂလာပွဲကပြည်တီဦးနဲ့အိမ်နာကျော်စင်ရွှေတူးနဲ့ရွှေမုံရည်ဒီပြီးနောက်မကျင်းပဖြစ်တာနှစ်တွေတော်ကြာပါပြီ။ဒါကြောင့်လေလူတွေကြားထဲမှာဟင်းဝင်ရံနဲ့ဆိုဗီယက်တစ်စင်တို့ရဲ့မင်္ဂလာပွဲကိုလူတွေကစိတ်ဝင်စားနဲ့စောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။ဟင်းဝင်ရံနဲ့ဆိုဗီယက်တစ်စင်ရဲ့မင်္ဂလာပွဲကတော့တော်တော်လေးကိုမှခမ်းနားခဲ့သလိုနာမည်ကြီးတိတ်ကျဲနုပညာရှင်တွေလည်းတက်ရောက်ခဲ့တာပါ။ဆိုဗီယက်တစ်စင်နဲ့ဟင်းဝင်ရံတို့ရဲ့မင်္ဂလာပွဲကိုတော့နာမည်ကြီးထိပ်တန်းတရုတ်ဆောင်မင်းသမီးဝုံမုံရွှေကြီးနဲ့ခင်မွန်းတဲ့ကိုနိုင်ဖြိုးကျော်ဖွေဖွေထထမောဦးဤချောပုံနေထထမောဦးအပြင်နာမည်ကြီးမင်းသားမင်းသမီးများစွာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုထဲမှာတော့အကြောင်းမျိုးကြောင့်ဟင်းဝင်ရံနဲ့ဆိုဗီယက်တစ်စင်ရဲ့မင်္ဂလာပွဲကိုဖိတ်ကြားခြင်းမခံရတက်ရောက်မလာတဲ့နုပညာရှင်လေးယောက်ကိုပြပြပေးသွားမှာပါ။နံပါတ်1နေရာထိုင်ရခက်မှာဆိုလို့မဖိတ်ကြားခဲ့သူဝိုင်းစုခိုက်တဲ့ပထမဆုံးတစ်ယောက်ကတော့မင်္ဂလာပွဲမှာမတွေ့ရတော့ဘူးလို့လူတွေကြိုတင်ခံမှန်းထားပြီးသားအဲ့ဒါကတော့ဆိုတော်ဝိုင်းစုခိုက်သိမ်းပါပဲ။ပရိသတ်တွေသိကြတဲ့အတိုင်းပါပဲ။အတိတ်တစ်ချိန်ကမင်းသားဟင်းဝင်ရံနဲ့ဆိုတော်ဝိုင်းစုခိုင်သိန်းတို့ဟာရန်ကုန်မှာနာမည်ကြီးခဲ့တဲ့ချစ်ဆန်လန်းတစ်ပုဒ်ကိုပိုင်ဆိုင်ခဲ့ကြတာပါမိဘတွေသဘောမတူလို့ခေါ်ပြေးခဲ့ကြတဲ့အထိပြင်းထန်ခဲ့တဲ့ဆက်ဆံရေးဖြစ်ခဲ့ပြီးမှလမ်းခွဲခဲ့ကြတာဖြစ်လို့ဒီကိစ္စဟာအခုထိတိုင်ပရိသတ်တွေရဲ့ရင်ထဲမှာအမတ်တရရှိနေတော့မှာပဲဒါကြောင့်မင်္ဂလာပွဲကိုဝိုင်းစုခိုင်သိန်းသာတက်ရောက်လာခဲ့မယ်ဆိုရင်ဒါမှမဟုတ်ဖိတ်ကြားခဲ့မယ်ဆိုရင်သူတို့သမီးဖြစ်တဲ့ဆိုဗီယက်တစ်စင်အတွက်ရောတက်ရောက်လာတဲ့ဝိုင်းစုခိုင်သိန်းအတွက်ရောအလေကသူတို့သားဟင်းဝင်ရံအတွက်ပါနေရထိုင်ရခက်သွားနိုင်ပါတယ်ဒါကမခေါ်တာမတည့်တာမုံတီရတဲ့တစ်ဖက်နဲ့တစ်ဖက်အပြန်လည်လေးစားမှုနဲ့လူမှုရေးရာအဆင်ပြေအောင်စီစဉ်လိုက်တဲ့လူမှုရေးရာနားလည်မှုတစ်ခုအနေနဲ့မဖိတ်ကြားခဲ့တာဖြစ်ဖို့ရာခိုင်နှုန်းနီးပါးသိကြပါရီနမနေမိုးရီကိုဒုတိယတစ်ယောက်ကတော့ထိတ်တဲမင်းသမီးတစ်လိုက်ဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့ထိတ်တဲစီးပွားရေးလုပ်ငန်းရှင်မျိုးသမီးကြီးတစ်ယောက်လည်းဖြစ်တဲ့မင်းသမီးချောမိုးရီကိုပါပရိသတ်တွေမိကုံထုတ်ကြတာကဝမော်ရွှေကြီးလဲလာတယ်ဖွေးဖွေးလဲလာတယ်အခြားမင်းသမီးတွေအများကြီးလာကြတာ generation မတိမ်မရေဖြစ်တဲ့မိုးရီကိုတရားဘာလို့မပါလဲဆိုတဲ့မိကုံမှာဒီပေါ်မှာထင်သေးပေးမှုနှမျိုးကွဲနေပါရီအချို့ကတော့မိုးရီကိုကစိုးညီမာရီစုပြည့်တဲ့စေစိုးမြတ်နနာစိုးမြတ်သူစားနဲ့တိတ်ပြီးစင်မပြေဘူးအရင်ကတိတ်ရင်မှုမရှိဘူးဆိုတဲ့ကောလာဟာလာတွေကအခြေခံပြီးတော့ပြောဆိုကြပါရီဒါပေမဲ့ပို့ပြီးတော့ဖြစ်နိုင်ခြေရှိတာကိုသုံးသပ်ရရင်မိုးရီကိုကခုချိန်မှာနုပညာရှင်တယောက်ဆိုတာတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီး business woman တယောက်ရဲ့ဘဝကိုအာရုံပိုစိုက်နေရတာပါသူ့ရဲ့ချိန်စရာတွေခီးသွားလာမှုတွေဟာတော်ရုံမအားလနိုင်ပါဘူးဖိတ်စာတော့ရပါမယ်ချေပေးနိုင်လို့မတက်ရောက်နိုင်တာဖြစ်ဖို့ပုံများပါရီပြည်တီဦးနဲ့အင်နာကျော်စိန်နောက်ဆုံးအနေနဲ့ကတော့ဒီမင်လာပွဲကိုတက်ရောက်လာခြင်းမရှိရဲ့ဒါပေမဲ့သူတို့မလာတာကိုပြည်သက်တွေနားလည်မှုပြည့်နေလက်ခံထားကြတဲ့စုံတွေတွဲပါသူတို့ကတော့နုပညာလောကရဲ့ဩဇာရှိန်ဝါကြီးမားလာတဲ့မင်းသားပြည်တီဦးနဲ့မင်းသမီးအိမ်နာကျော်စင်တို့ဇနီးမောင်ဝင်ပါပဲပြည်သက်ကြီးတို့အားလုံးသိရှိကြတဲ့အတိုင်းပြည်တီဦးနဲ့အိမ်နာကျော်စင်တို့ဟာပြီးခဲ့တဲ့နှစ်ကစလို့လက်ရှိနိုင်ငံရေးနဲ့လူမှုရေးခြေအနေတွေကဒီလိုပြောပွဲရှင်ဝဲခဏတွေကိုတက်ရောက်တောင်းလူမြင်ကွေးရှိထက်တာတွေကိုတက်နိုင်တဲ့လောက်ရှောင်ရှားကြတာဖြစ်ပါတယ်သူတို့ရဲ့လက်ရှိရည်တည်ချက်နဲ့အခြေအနေအရမတက်ရောက်တာကိုပြည်သက်အားလုံးနားလည်မှုပေးထားပြီးသားဖြစ်ပါတယ်ဘယ်သူတွေပဲတက်လာခဲ့သည်ဖြစ်စေမတက်လာခဲ့သည်ဖြစ်စေသူတို့သားဟင်းဝရနဲ့သူတို့သမီးစုပိတဲ့စင်တို့နှစ်ယောက်တက်တာပျော်ရွှင်ချမ်းမြေ့တဲ့အိမ်အောင်တဲ့ဘဝကိုပိုက်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်